3 ပတ်အတွင်းအယက်သားလူအခွင့်အရေးချိုးဖောက်မှုနဲ့အခြားထူးခြားဖြစ်စဉ်များဇွန်လ3 ပတ်အတွင်းလေကြောင်းတနက်ကြီးနဲ့မြေမြုပ်မိုင်းကြောင့်အယက်သား10ဦးသေဆုံးခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇွန်လ19ရက်နေ့တွင်အသက်42နှစ်အရွယ်ဦးဆိုင်ဆန်ဟောင်းဆိုသူကဇနီးနဲ့အတူဝိုင်းမော်မြို့နယ်မတိန်ကျေးရွာဖက်မြစ်သွားချိုးရာမြေမြုပ်မိုင်းနှင်းမိကညာဖက်ခြေချင်းဝတ်ပြက်ပြီးလက်မောင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။၎င်းတို့ဇနီးမောင်နှံသည်ဝရှောင်ကျေးရွာအုပ်စုလွယ်ကျေးစာတိမှဖြစ်ပြီးတာသမီ4ဦးနဲ့အတူဝိုင်းမော်မြို့ရှိဆွေမျိုးအိမ်တွင်စစ်ရှောင်ရင်းနေထိုင်သူဖြစ်ပါတယ်။တစ်ဆက်သေးမှာပဲဇွန်လ19ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကော်မရှင်တပ်ကဖက်ကန့်ပြူဟာကုန်းပေါ်မှာလက်နက်ကြီးရန်တမ်းပစ်ခတ်မှုကြောင့်စိတ်မူကျေးရွာရပ်ကွက်3ရှိအေရှားအော်တိုဘာကာဝါရှော့စက်ရုံထဲကြာရောက်ပောက်ကွဲမှုကြောင့်အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိရွှေကူမြို့တွင် KIA ပူးပေါင်းတပ်နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တို့ကြားနေ့တိုင်းနှီးပါတိုက်ပွဲများဖြစ်ပွားနေကစစ်တပ်ဘက်မှလေကြောင်းဒရုန်းလက်နက်ကြီးများအုံပြုတိုက်ခိုက်နေပြီးမြေပြင်ထိုးစစ်ဆင်မှုများပြုလုပ်နေပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားများထိခိုက်ဒေဆုံးမှုတွေလည်းရှိနေပါတယ်။ဇွန်လ18ရက်နေ့တွင်ရွှေကူမြို့ကုန်းခန်းရက်ကွက်နဲ့ရွာတစ်ကုန်းရွာမှာရှိတဲ့လူနေအိမ်နဲ့အိမ်ပေါ်လက်နက်ကြီးကြားရောက်ပောက်ကွဲပြီးတာအမိ2ဦးတေဆုံးခဲ့ပါတယ်။ထို့အပြင်ဇွန်လ15ရက်တွင်လည်းရွှေကူကိုင်းရွာအနောက်ဘက်မှာရှိတဲ့ရွှေမျောလုပ်ငန်းနေရာတွင်စစ်တပ်မှလေကြောင်းတိုက်ခိုက်မှုကြောင့်ရွှေမျောလုပ်သားများနဲ့စပိုမှုအပါအဝင်အယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်တပ်ကရွှေကူမြို့ဝင်လမ်းပိုင်းတွေမှာမြေမြုပ်မိုင်းထောင်ထားမှုကြောင့်ဇွန်လ18ရက်နေ့စီတာကျေးရွာတွင်အမျိုးသား2ဦးမိုင်းနှင်းမိပြီးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့တွင်ရွှေကူမြို့နယ်ရွှေကုန်းမြစ်ရွာတွင်စစ်ကောင်စီစစ်တောင်းကအရက်သား9ဦးကိုထောက်ပို့ဟုစစ်ဆွဲပြီးတပ်ဖြတ်ခဲ့ပါတယ်။၎င်းတပ်ဖြတ်ခံရမှုတွင်အမျိုးသမီး2ဦးနဲ့အမျိုးသား4ဦးပါဝင်ခဲ့ပါတယ်။ထို့အပြင်အရက်သားအချို့ဖမ်းဆီးခံရမှုတွေလည်းရှိနေပါတယ်။ဇွန်လ4ရက်နေ့တွင်လည်းရွှေကူစီတာကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမန္တလေးမှတက်လာတဲ့ Jet Fighter ပေါင်900ဘုံ4ကြိမ်ကျေးကြမှုကြောင့်အရက်သား3ဦးသေဆုံးပြီးလူနေအိမ်များအပါတိုက်နေစေးရုံအထိထိခိုက်ပျက်စီးခဲ့ပါတယ်။အာဏာသိမ်းမြင့်အောင်လိုက်ပြီးတရုတ်နိုင်ငံအစိုးရရဲ့ဖိတ်ကြားချက်အရဇွန်လတတိယပတ်အတွင်းတရုတ်နိုင်ငံတို့တွားရောက်ခဲ့ပြီးသမ္မတရှီကျင့်ဖင်နဲ့တွေ့ဆုံခဲ့ကလုံခြုံရေးစီးပွားရေးကုန်သွယ်ရေးတိုးချဲ့ဖို့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းအပြင်ယဉ်ကျေးမှုမီဒီယာကဏ္ဍနဲ့တရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး GSI ဖွံ့ဖြိုးတိုးတက်ရေး GDI နဲ့ယဉ်ကျေးမှုအစီအစဉ်တွေပူးပေါင်းပါဝင်ဖို့18ချက်ကိုနားလည်မှုစာချွန်လွှာ MOU ရေးထိုးခဲ့ပါတယ်။တရုတ်နိုင်ငံကစစ်ကော်မရှင်အုပ်စုကိုစစ်လက်နက်ရောင်းချပေးခြင်းဦးမင်းအောင်လှိုင်ကိုဖိတ်ခေါ်တွေ့ဆုံမှုဟာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုကိုတွယ်ဝိုက်ပါဝင်ပတ်သက်နေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လပထမပတ်တွင်လည်းအာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်ဒီပထမဆုံးပြည်ပခရီးစဉ်အဖြစ်အိန္ဒိယနိုင်ငံကိုတွားရောက်ခဲ့စဉ်ဝန်ကြီးချုပ်မူဒီနဲ့တွေ့ဆုံခဲ့ကနိုင်ငံနေဆက်လုံခြုံရေးနဲ့ကုန်သွယ်ရေးကိစ္စမြေရှားတထုဒူးဖော်ရေးကုန်သွယ်ရေးတင်လေရေးကြောင်းလုံခြုံရေးစိုက်ဘာလုံခြုံရေးကဏ္ဍများတွင်အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရန်သဘောတူညီနိုင်ခဲ့သည်ဟုအိန္ဒိယဝန်ကြီးချုပ်မိုဒီကဇွန်လ1ရက်တွင်သတင်းထုတ်ပြန်ခဲ့ပါတယ်။အာဏာသိမ်းမြင့်အောင်လှိုင်ဦးဆောင်တဲ့ရင်းချင်ရေးဆွေးနွေးပွဲကိုတော်လှန်ရေးတပ်ဖွဲ့များအားလုံးဆွေးနွေးပွဲတွင်ပါဝင်ပါက KIA ဘက်ကလည်းပါဝင်မယ်ဟုပြောပါတယ်။အခြားထူးခြားဖြစ်စဉ်သတင်းများအနေဖြင့်ဇွန်လ9ရက်နေ့တွင်မော်စီစာရှိနေအိမ်တအိမ်တွင်စစ်ကော်မရှင်အဖွဲ့ဝင်များတများတိုက်ခဲ့ပြီးဇွန်လ17ရက်နေ့မှာလည်းလုံခင်းကျေးရွာရက်ကွက်9ရှိနေအိမ်တအိမ်ကို၎င်းစစ်ကော်မရှင်အဖွဲ့ဝင်မှတနက်6တများတိုက်ခဲ့ပြီးငွေသား30ကျော်လူယူသွားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲဇွန်လ17ရက်ည7:00နာရီခွဲခန့်တွင်ဖက်ကစကိုင်းဟိုတယ်ရှိ AD ဘန်လိုင်းကားမောင်းသူ2ဦးကိုပြည်သူစစ်အရက်ဝတ်နဲ့ပတ်တစိမ့်မပါစစ်ယူနီဖောင်းဝတ်ဆင်ထားသူတွေကတနက်6ပြီးတ냐တိုက်က40ယူဆောင်သွားခဲ့ပါတယ်။စစ်ကော်မရှင်တပ်ဖွဲ့လုံးခင်းတဲ့မော်စီစာကျေးရွာထဲတွင်ဝင်ရောက်နေရယူပြီး2လကျော်အတွင်းလမ်းသွားလမ်းလာပြည်သူလူထုရဲ့ဆိုင်ကယ်ဖုန်းငွေကြောက်တွေအတမချင်းချောက်ယူတဲ့အပြင်ဈေးဆိုင်တွေကိုငွေလေးခိုင်းတာတွေနေ့စဉ်ကျူးလွန်လျက်ရှိနေကြောင်းသတင်းမီဒီယာများတွင်ဖော်ပြထားပါတယ်။